တခါပြီးတောင်ရနံတွေသင်ပြန်ချိန်တို့တွေရဲ့ပျော်ရွှင်ခြင်းအရှိန်မမန်တဲ့အောင်မှာကခုံလို့ဒီနေ့လဲဆုံးစီကြအောင်မယ်ရွှဲရွှဲဆိုလဲအေးချမ်းနေတို့တွေရဲ့ပြုံးတွေလန်းဆန်းတယ်ကဲတခါတော့ပတ်လိုက်စမ်းအတားရည်နဲ့တို့တွေဆုံးစီမယ်မမေ့နိုင်တဲ့သင်ချံပွဲမှာပျော်ရွှင်ခြင်းတွေဝင်ငါလို့တစ်သက်စာအမတ်တရားဖြစ်စေမှာတစ်သက်စာအမတ်တရားဖြစ်စေမှာအညိုတေးတွေထားခဲ့ပါအပြုံးတင်တဲ့ရှေ့ဆက်လာ